အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ college မြန်မာပြည်လေးရတယ်ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ငယ်ငယ်တုန်းကစော့ခဲ့ရတဲ့ဒီရန်တို့ game ကိုဖုန်းမှာဘယ်လိုပြန်စော့လို့ရမလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ငယ်ငယ်က Super Mario တို့ချက်ဆိုင်ကဲတို့ဂျိုးတိုက်ပွဲတို့စက်ရုပ်တိုက်ပွဲတို့စော့ခဲ့ကြတယ်မှတ်မိကြဘူးလားအဲ့တုန်းက game ဆိုင်တွေမှာတနာရီကို20လားမသိပါဘူးကျွန်တော်ထင်20နဲ့တူတယ်မှတ်တော့မမိအောင်20ပေးပြီးတနာရီစော့ခဲ့ရတာတွေတနာရီပြည့်ရင် TV က auto ပိတ်သွားတာတွေကြောင်ပြေးပြီးတော့တကူတကစော့ခဲ့ရတာတွေကျူရှင်ပြေးပြီးတော့တကူတကသွားစော့တာတွေအင်းအမေကလိုက်လာလို့ပြန်ပုံးနေရတာတွေမျိုးစုံပါပဲဗျာကိုတော့စမရသေးရင်နောက်ကနေထိုင်ကြည့်တာတွေကိုမှပတ်စံမရှိတော့လို့သူများစော့နေရတယ်နောက်ကနေထိုင်ကြည့်ပြီးတော့ညှော်တာတွေအများကြီးပါပဲဗျာခင်ဗျားတို့ကမှတ်မိသေးလားခင်ဗျားတို့ရဲ့ငယ်ဘဝအမှတ်တရတွေလည်းရှိသေးရင်ကျွန်တော်ပြောခဲ့ကြပါဦးကဲကျွန်တော်လည်းတူငယ်ဘဝကိုပြန်သွားလိုက်ကြရအောင်ဗျာပထမဆုံးအနေနဲ့ကျွန်တော်တို့ emulator လို့ခေါ်တဲ့ application တစ်ခုလိုပါတယ်ဒါက Nintendo game တွေကိုဖုန်းထဲမှာပြန်စော့လို့ရအောင်လုပ်ပေးတဲ့ application တစ်ခုဆိုလဲမှန်ပါတယ်အရင်ဆုံး Play Store မှာပဲဖြစ်ဖြစ်APP Store မှာပဲဖြစ်ဖြစ် emulator လေးကိုအရင် download ဆွဲပေးပါပြီးရင်ကိုစော့ကျင်တဲ့ Mario ပဲ game ပဲဖြစ်ဖြစ် Aladdin game ပဲဖြစ်ဖြစ်ကြွဆိုင်ငယ်ပဲဖြစ်ဖြစ်ဂျိုးတိုက်ပွဲပဲဖြစ်ဖြစ်စရုပ်တိုက်ပွဲပဲဖြစ်ဖြစ် game file တွေကို download ဆွဲပေးရပါမယ်ဒီ game file တွေကို download ဆွဲဖို့ website link ကိုလည်းကျွန်တော် description မှာ link ချပေးထားပါတယ် description မှာကြည့်ပြီးတော့ဝင်ဆွဲလို့ရပါတယ်လုံနည်းစင်းစင်းကိုလည်းကျွန်တော် video လေးနဲ့ပြသပေးထားပါတယ်လူကြီးမင်းတို့ download မဆွဲတတ်ရင်video လေးကြည့်ပြီးတော့လုပ်ကြည့်လို့ရပါတယ်ကျွန်တော်နမူနာအနေနဲ့ကျွန်တော်ကြွဆိုင်ကယ်လေးကို download ဆွဲပါပြပါမယ်ကြွဆိုင်ကယ်လေးကို download ဆွဲဖို့အတွက်ကျွန်တော်ပေးထားတဲ့ description က link ကိုဝင်ပါ description link ကိုနှိပ်လိုက်ရင် website လေးထဲရောက်သွားပါလိမ့်မယ်ရောက်သွားရင်ကျွန်တော်တို့ဒီမှာပါမယ်စက္ကန့်လေးစောင့်ပေးရပါတယ်10စက္ကန့်လောက်စောင့်ပေးလိုက်ပါ page wait ဆိုတာလေးကို10စက္ကန့်ပြည့်သွားရင် download link လေးပေါ်လာပါလိမ့်မယ်အဲ့ဒါ download လုပ်လိုက်ပါ download လုပ်ပြီးသွားပြီဆိုရင်ကိုမဆွဲရတဲ့ emulator software လေးတွေကိုဝင်ပါ emulator ဆိုတဲ့ software လေးတွေရောက်ပြီဆိုရင် game ရဲ့ import file နဲ့ setting ဆိုပြီး3ခုရှိပါတယ်အောက်လေးမှာအဲ့ဒီမှာ import file ဆိုတာလေးကိုနှိပ်ပါနှိပ်ပြီးတော့ file ဆိုတာကိုနှိပ်ပါ file ဆိုတာကိုနှိပ်ပြီးသွားရင်ဒီမှာကျွန်တော်တို့ download file ဆိုတာတွေ့ပါလိမ့်မယ်အဲ့ download file တွေကိုဝင်ပါကျွန်တော်တို့ကိုမအောင်မှာဆွဲထားတဲ့ကြွဆိုင်ရဲ့ game လေးကိုရှာပါ zip file လေးရှိပါတယ်အဲ့ zip file လေးကို import လုပ်လိုက်ပါ import လုပ်ပြီးသွားရင်ကျွန်တော်တို့ game ဘက်ကိုပြန်သွားပါအဲ့မှာကျွန်တော်ဆွဲထားတဲ့ game လေးကိုတွေ့ပါလိမ့်မယ် game လေးကိုတွေ့ပြီဆိုရင်ကျွန်တော်တို့မှာ manual save state နဲ့ auto save state ဆိုတာရှိပါတယ်ကျွန်တော်တို့ auto save state ကိုထားတာပါပဲနောက်ပြီးတော့ရင်လေးကိုနှိပ်ပါခုဆိုရင်ကျွန်တော်တို့စော့ကျင်တဲ့ game တွေကစော့လို့ရပါပြီလူကြီးမင်းတို့အဆင်မပြေတာရှိရင်လည်းကျွန်တော်ကို comment မcomment လေးလေးလို့ရပါတယ်စော့ကျင်တဲ့ game တွေရှိရင်လည်းကျွန်တော် website မှာဖြည်းဖြည်းချင်း upload လုပ်ပြီးသွားမှာပဲလူကြီးမင်းတို့စော့ကျင်တဲ့ game လေးတွေကို comment ပေါက်မှာမှန်ပေးခဲ့ပါလူကြီးမင်းတို့အနေနဲ့ဒီ video လေးကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ collection မြန်မာ channel လေးကို YouTube ကနေကြည့်နေရဆိုရင် like and subscribe လေးလုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေ Facebook နဲ့ TikTok ကနေကြည့်နေရဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and follow လုပ်ခဲ့ပေးဖို့တောင်းဆိုပါတယ်နောက်ထပ် video တွေမှာပြန်ဆုံပါမယ်အားလုံးပဲစုံလင်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်